ကမ္ဘာသမိုင်းမှာအရက်ဆက်ဆိုအကျန်းကျုပ်ဆိုလို့သတ်မှတ်ထားတဲ့ဂျီဂျီခံပြောခဲ့တဲ့အရန်မိုက်တဲ့စကား၅ခုနံပါတ်1ကြောက်ရင်မလုံနဲ့လုံရင်မကြောက်နဲ့ဂျီဂျီခံကြီးပြင်းလာတဲ့နေရာကအရန်ကိုအေးပြီးတော့တွာလာရခက်ခဲပါတယ်အသက်ရှင်ဖို့ခွင့်ရေးလဲအရန်ကိုနေပါတယ်ပြီးတော့မျိုးနယ်စုတိုက်ပွဲတွေကအမြဲဖြစ်နေပြီးတော့နေရောညရောပါလုံခြုံမှုမရှိပါဘူးဒီလိုရက်ဆက်ကြမ်းကြုတ်လာတဲ့အခြေအနေတစ်ခုမှာတမှုချင်းဆိုတဲ့ကောင်လေးတယောက်ကရွေးချယ်စရာတစ်ခုပဲရှိပါတယ်အဲ့ဒါကဘာလို့မကြောက်ဘဲနဲ့ရှေ့ဆက်ဖို့ပဲဖြစ်ပါတယ်နံပါတ်2ဒေါ်လာရဲ့လုပ်တဲ့အရာအားလုံးကတဲ့ပျက်စီးခြင်းကိုဖြစ်စေပါတယ်ကျွန်တော်တို့ဒီစကားဂျစ်ဂျစ်ခံတော့မဟုတ်ဘူးဗျသူ့ရဲ့ပြိုင်ဘက်တွေတက်လို့ထင်ပါတယ်ဂျစ်ဂျစ်ခံကသူ့ရဲ့ပြိုင်ဘက်တွေကိုဒေါ်လာထွက်အောင်လုပ်တဲ့နေရာမှာနာမည်ကြီးရဗျဥပမာတန်တမန်နဲ့ဆေးလွတ်ပြီးတော့ပြောရပါတော့မင်းတို့ကငါ့ရဲ့ကျွန်တော်သားလောက်ပဲရှိတာတို့ပြီးတော့ငါ့ကိုဖျားတခင်ကမင်းတို့ကိုဒီနှိမ်နှင်းဖို့တွေ့လွတ်လိုက်တာတို့ဘာလို့အဲ့လိုမျိုးပြောပြီးတော့ပြိုင်ဘက်ကိုစိတ်တော်အလုပ်တယ်ပြိုင်တဲ့စိတ်တော်ပြီးအမှားလုပ်ပြီးဆိုတာနဲ့ဂျစ်ဂျစ်ခံကဆွဲစားလေးရှိပါတယ်ဗျနံပါတ်3မပြီးဆုံးတဲ့အလုံးမှန်မရမှာတဲ့တန်ဖိုးမရှိပါဘူးတဲ့ဒီစကားကိုကျွန်တော် One Piece Writer တို့ Game of Thrones Writer တို့တွားပြောမယ်ဗျဟုတ်ကဲ့ပါဂျီဂျစ်ကန်ဆိုတဲ့ဟာကကြတော့ဘွဲ့နာမည်ဗျသူ့ရဲ့နာမည်ရင်မဟုတ်သူ့ရဲ့နာမည်ရတမှုချင်းဗျအဲ့တမှုချင်းကဂျီဂျစ်ကန်ဆိုတဲ့ဘွဲ့ရဖို့အတွက်ခက်ခဲကြမ်းတမ်းတဲ့ဒီတိုက်ပွဲအများကြီးကိုဆင်နွှဲခဲ့ရတယ်အဲ့တိုက်ပွဲတွေအရင်ကခက်ခဲကြမ်းတမ်းတဲ့သူ့အတွက်တော်တော်လေးကိုအောင်နိုင်ဖို့အတွက်ခွင့်လန်းနေတဲ့ဟာတွေပေါ့နော်ဒါပေမဲ့ तू ကဘယ်တော့မှဇွဲမလျှော့ဘူးအားမလျှော့ဘူးနဲ့ပြီးဆုံးအောင်တိုက်ခဲ့တယ်ဒါကြောင့်ဂျီဂျစ်ကန်ဆိုတာကဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်ဗျနံပါတ်4ယောက်ျားတစ်ယောက်ရဲ့အမြင့်မြတ်ဆုံးစိတ်ချမ်းသာမှုကသူ့ရဲ့ပြိုင်ဘက်ကိုဖျက်ဆီးပစ်ခြင်းဖြစ်ပါတယ်ဟုတ်လားမဟုတ်လားဆိုတော့ကျွန်တော်တို့ Mobile Legends တို့ခြား game တွေပါစော့ရင်ရမ်းတိတာမှာကျွန်တော်တကယ်ချင်းစော့ကြတယ်တစ်ဖက်သားကိုနိုင်လို့ရှိရင်အရမ်းပျော်တယ်ပေါ့နော်အဲ့လိုပဲစစ်ပွဲတို့ဘာလို့မှလဲဒီတစ်ဖက်သားကိုအဲ့လိုဖျက်ဆီးနိုင်ခြင်းကရမ်းကောင်းတဲ့ပျော်ရွှင်မှုဖြစ်မယ်လို့ကျွန်တော်ထင်တယ်ဂျီဂျစ်ခံကအဲ့ဒီဟာကိုအရမ်းကြိုက်ပါတယ်နံပါတ်5ငါဟာတဲ့ဖျားတခင်ရဲ့အပြစ်ပေးမှုပဲတဲ့တကယ်လို့တဲ့မင်းတို့ကအပြစ်မလုပ်ခဲ့ဘူးဆိုလို့ရှိရင်တဲ့ငါဆိုတဲ့အပြစ်ပေးမှုကိုဆေးလွတ်မှာမဟုတ်ဘူးလေတဲ့ဂျီဂျစ်ခံရဲ့ဒီစကားကိုကြားတဲ့အချိန်မှာကျွန်တော်မေးခွန်းတစ်ခုပေါ်လာတယ်ပေါ့နော်ဂျီဂျစ်ခံပြောတဲ့ဒိတ်ပဲရဆိုလို့ရှိရင်အဲ့ဒီလူတွေကအတိတ်ဘဝပဲဖြစ်ဖြစ်အရင်တော့အပြစ်တစ်ခုလုပ်ခဲ့တယ်အဲ့ဒါကြောင့်သူ့လိုမျိုးရက်ဆက်ကြမ်းကြုတ်တဲ့လူမျိုးကိုတွေ့ကြုံရတယ်ပေါ့နော်အပြစ်ဒဏ်ခံရတယ်ပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်မေးချင်တာကကြတော့ဂျီဂျစ်ခံဒီဘောမှာလုပ်ခဲ့တဲ့အပြစ်တွေကတစ်ချိန်မှာခံရမယ်ဆိုတဲ့ဟာကိုသူတွေးဘူးလားဒါကိုကျွန်တော်မေးချင်တယ်ပေါ့နော်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဒီ TikTok account တစ်လေးကို follow လုပ်ပေးပါဗျအဲ့ဒီ account မှာကျွန်တော်ဈေးရောက်တာတွေကျွန်တော်ရဲ့ personal အမြင်တွေကိုပြောပြပေးဖို့ရှိပါတယ်အဲဒါကျွန်တော် follow လုပ်ပေးပါတော့တောင်းဆိုချင်ပါတယ်ဗျ